မင်္ဂလာပါကျွန်တော်စာဝါကျောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်နားနဲ့မှုလွဲနေရနှစ်ခုရှိတယ်ပေါ့နော်ပထမတစ်ချက်ကကျတော့ဂျပန်စာကို3လတည်ပြီးဆိုတာနဲ့ F5 level ပြီးသွားပြီဆိုတာနဲ့ဒီ20 visa အခွန်လန်းကောင်းနေကျွန်တော်ရရှိနိုင်တယ်လို့ပဲကျွန်တော်ပြောချင်ဖြစ်ပါတယ်20 visa နဲ့သွားမယ်ဆိုရင်3လတွင်ရောက်တယ်လို့ဆိုပြီးတော့ပြောချင်းမဟုတ်ဘူးပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်နားလည်ဖို့လိုပါတယ်ခင်ဗျာပြောချင်တဲ့သဘောတရားကကျွန်တော် interview အောင်ပြီးသွားတဲ့ကာလကနေပြီးကျွန်တော်ဂျပန်မှာထွက်ခဲ့ကာလတိုက်လျှောက်လုံးမှာကျွန်တော် camp ဆိုတဲ့ဟာရှိပါတယ်အဲ့ဒီထဲမှာကျွန်တော်တို့ဒီ F5 day ဆိုရင်လည်း M4 day ဆိုရင် M3 ပေါ့နော်ကိုယ့်ရဲ့ဂျပန်စာ level တွေကျွန်တော်မြင့်ဖို့လိုအပ်တယ်ပေါ့နော်နောက်တစ်ပိုင်းကကျတော့ကျွန်တော်ဂျပန်စာတစ်လုံးမှတင်စရာမလိုဘဲနဲ့ဂျပန်သွားလို့ရတယ်ဆိုတဲ့အပိုင်းမှာအဲ့ဒါဟာလည်းကိုလျှောက်တဲ့ဒီ visa နဲ့အလိုမျိုးစားပုံမူတည်ပြီးတော့ကိုယ့်ရဲ့ပေါ့နော်ဒီအခွန်လိုင်းနဲ့မတူဘူးဆိုတဲ့ဟာနဲ့ပတ်သက်ပြီးကျွန်တော်တို့ရှင်းပြပေးခြင်းဖြစ်တယ်ပေါ့နော်အဲ့ဒါဘယ်လိုပုံစံမျိုးတုံးဆိုတော့ကိုလျှောက်မဲ့ဒီမျိုးစား visa မျိုးစားဒီဂျပန် interview အောင်မြင်ရဲ့ကာလတွေကျွန်တော်ဂျပန်ထွက်ဖို့အတွက်အရန်ကိုကြာမိနေဆိုတဲ့နေရာမှာသူကinterview ဝင်ဖြစ်ဖို့အတွက်ဒီဂျပန်သားကြီးကိုရှင်းတော့သူတို့ပြတ်မှတ်ထားတာတော့မရှိဘူးဒါပေမဲ့ interview အောင်ပြီးသွားတဲ့ကာလကျရင်ကျွန်တော်ဂျပန်ထွက်ဖို့ကာလတော်တော်လေးကြာမြင့်မှာဖြစ်တဲ့အတွက်သူတို့အနေနဲ့ဒီ camp ကာလမှာတော့သူတို့အနေနဲ့ဂျပန်စာကိုတိကျလေး training ပေးပါတယ်ပေါ့နော်အဲ့တော့ပြောချင်တဲ့ဘောတရားက interview အောင်ပြီးသွားတဲ့ကာလကျရင်တော့ကျွန်တော်တို့ဒီဂျပန်မထွက်ခင်ကာလတစ်ခြားလုံးမှာတော့ကိုယ့်ရဲ့ဂျပန်စာ level တွေကိုကျွန်တော်မြင့်တာဖို့လိုအပ်ပါတယ်ပေါ့နော်ဒါလေးကိုကျွန်တော်နားလည်မှုပဲချင်းဖြစ်ပါတယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီမတည်သေးဘူးဆိုရင်လည်းတိအောင်လုပ်ဖို့ဆိုပြီးတော့ကျွန်တော်စာအကြောင်းမှာဒီအသေးစိတ်ချင်းလေးမျိုးရတယ်ပေါ့နော်ကျွန်တော်တို့စာကလာအကြောင်းအားဆိုကျွန်တော်မနက်ဆိုရင်လည်းကျွန်တော်9နာရီနေပြီးကျွန်တော်9နာရီထိကျွန်တော်တို့ဒီ Opera phone နဲ့ကျွန်တော်ဖွင့်ထားတဲ့ရှိတယ်လို့တက်ဆိုင်ရာအကြောင်းဝဲတွေမှာလည်းဒီကွာလာရောက်ပြီးတော့တိကျဆုံးမလို့ရတယ်ပေါ့နော်ညပိုင်းဆိုလည်းကျွန်တော်တို့ဒီ9နာရီနေပြီးကျွန်တော်10နာရီလောက်ထိကိုကျွန်တော်ဖုန်းနဲ့ဖွင့်ထားပေးတာလည်းရှိပါတယ်အဲ့တော့အချိန်မရွေးဖုန်းဆက်ပြီးတော့မေးမြန်းလို့ရပါတယ်ခင်ဗျာတကယ်လို့တခုခုသိချင်တာဖြစ်ဖြစ်စုံစမ်းချင်တာဖြစ်ဖြစ်မေးမြန်းချင်တာဖြစ်ဖြစ်ကျွန်တော်စာအကြောင်းကိုဒီဆက်သွယ်ပြီးတော့စုံစမ်းမေးလို့ရပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုစောင့်ကြည့်ပြီးရတဲ့အတွက်လည်း20ရှိပါတယ်ခင်ဗျာ